ကလေးတို့အားလုံးပဲမင်္ဂလာပါဒီတော့ဦးပြပြပေးမဲ့ပုံမြင်လေးကတော့ရွှေသွေးချန်နယ်ကနေအတိဆက်ဆက်ထွက်ရှိထားတဲ့စီကံမလိုက်နာတဲ့ပို့ပိုးဆိုတဲ့ပုံမြင်လေးကိုပြပြပေးမှာပဲဖြစ်ပါတယ်တခါကစိမ်းများများလို့ခေါ်တဲ့တောအုပ်ထဲမှာတိရစ္ဆာန်မျိုးစုံတို့နေထိုင်ကြတာပေါ့ကွယ်သူတို့ဟာအချင်းချင်းမိတ်ဖွဲ့နေထိုင်ကြပြီးတဦးကိုတဦးကိုညီရိုင်းမင်းနေထိုင်ကြတယ်ဒါဖြင့်ရုပ်ပွဲရှင်ပွဲအနေနဲ့မိတ်ဆုံစားပွဲကိုတစ်နှစ်တစ်ခါပြုလုပ်ကြတယ်ဒီနှစ်အတွက်မိတ်ဆုံစားပွဲကိုတော့တောအုပ်ကြီးရဲ့အနီးနားမှာကျင်းပဖို့သတ်မှတ်ထားကြတယ်မိတ်ဆုံစားပွဲရောက်တော့တိရစ္ဆာန်လေးတွေမိသားစုကကိုယ့်နေရာကိုအသီးသီးနေရာယူကြတာပေါ့ကွယ်ကြားကလေးပူပူတို့မိသားစုကစင်မြင့်နဲ့အနီးဆုံးဝိုင်းမှာရှိနေပြီးတော့ရောက်ကလေးညိုညိုတို့မိသားစုကစင်မြင့်ရှိကသစ်ပင်ပေါ်မှာနေရာယူထားကြတယ်မိချောင်းကလေးပြူးပြူးတို့မိသားစုကရေကန်ထဲမှာနေရာယူထားကြတာပေါ့ကွယ်တိရစ္ဆာန်လေးတွေရဲ့မိသားစုအားလုံးစုံပြီဖြစ်လို့စားပွဲကိုတော့စင်ကလေးမုံမိုရဲ့အချက်ပေးတဲ့အတူစတင်ဖြစ်ပါတယ်မိတ်ဆုံစားပွဲမှာတော့ဘဲဝန်ကြီးဦးလေးမိုးကတတိအစုံယူဆောင်လာပြီးကျတိကြီးအန်ကယ်တို့ကတော့အသားအချုပ်ကိုယူဆောင်လာတာပေါ့ကွယ်အဲ့အချိန်မှာကြားကလေးပူပူဟာအစားအသောက်တွေကိုကြီးပြီးဘိုက်အလွန်ဆာလောင်လာတာပေါ့ကွယ်ကြားကလေးပူပူကဘိုက်အလွန်ဆာလောင်လာတာကြောင့်အစားအသောက်တွေကိုလူကြီးတွေမသိအောင်ကိုးစားဖို့မြောက်ကလေးညိုညိုကိုတိုင်ပင်တော့တာပေါ့ကွယ်ညိုညိုရေပွဲကစားဖို့လိုသေးတယ်ကွာလူကြီးတွေမသိအောင်ငါတို့အရင်ယူစားကြရအောင်ကွာကြားကလေးပူပူကအစားအသောက်တွေကိုလူကြီးတွေမသိအောင်ယူစားပေမဲ့မြောက်ကလေးညိုညိုကတော့လူကြီးတွေမသိအောင်အစားအသောက်တွေကိုယူစားတာကစီကန်းချိုးပေါက်တာနဲ့တူတယ်လို့ယူဆပြီးတော့မြောက်ကလေးညိုညိုကတော့မစားဘူးလေဖို့ဖို့မင်းဒီလိုလုပ်လို့မဖြစ်ဘူးဒါကစီကံချုပ်ဖောက်တာပဲကြားကလေးပူပူဟာစီမင်းစီကန်းတွေကိုမနိုင်လာသလိုလူကြီးတွေရဲ့စကားကိုလည်းနားမထောင်ခြင်းသူလည်းဖြစ်ပါတယ်ပူပူဟာညိုညိုကိုစိတ်ဆိုးသွားပြီးစားပွဲရဲ့အပြင်ဘက်ကိုထွက်သွားတာပေါ့ကွယ်အဲ့ဒီအချိန်မှာပူပူကိုချောင်းကြည့်နေတဲ့မြေခွေးတစ်ကောင်ကတော့အုပ်ထဲကနေထွက်လာပြီးမင်းပိုက်စာနေတာလားငါတို့စီကစားပွဲကိုလိုက်ခဲ့ပါလားဟိုမှာကမင်းစားကျင်တာတွေကိုစိတ်ကြိုက်ယူစားလို့ရတယ်ပူပူဟာမြေခွေးစကားကိုယုံစားမိပြီးသူ့နောက်ကိုလိုက်သွားမိတော့တယ်မြေခွေးနောက်ကိုလိုက်သွားရင်စိတ်မြမြတောအုပ်နဲ့တဖြည်းဖြည်းဝေးခွာလာလို့ကြောက်စိတ်ဝင်လာမိတော့တယ်ဒါကြောင့်ပူပူကမြေခွေးနောက်ကိုဆက်မလိုက်ဖို့စဉ်းစားမိလိုက်တော့တယ်ကျွန်တော်မလိုက်တော့ဘူးထိုအချိန်မှာပဲမြေခွေးကတဟားဟားနဲ့အော်ကြီးလိုက်ပြီးတော့ဒီရမလဲကောင်းလေးဟာမင်းအသားကိုစားဖို့ငါရဲ့မိသားစုကစောင့်နေကြတယ်မင်းလိုက်ကိုလိုက်ခဲမှရမယ်လို့ပြောတော့တယ်ကြားလေးပူပူဟာလည်းအလွန်ကြောက်လန့်ပြီးအော်ဟင်ကိုကြွေးပါတော့တယ်ကွယ်အဲ့ဒီအချိန်မှာပူပူရဲ့အဖေကဘုံကနေဆိုတဲ့အော်တန်ကြီးနဲ့အတူမြေခွေးကိုမောင်းထုတ်လိုက်ပြီးပူပူကိုကယ်လိုက်တာပေါ့ကွယ်ပူပူနဲ့မြေခွေးတို့ထွက်သွားတာကိုညွန်ညိုကလှမ်းမြင်လိုက်လို့ပူပူရဲ့အဖေကိုခေါ်ပြီးလိုက်လာခဲ့လို့အခုလိုပူပူကိုကယ်တင်လိုက်နိုင်တာပေါ့ကွယ်အဲ့ဒီနောက်ပိုင်းကစားလို့ပူပူဟာစီကန်းလိုက်နာပြီးလူကြီးမိဘရဲ့စကားကိုနားထောင်တဲ့ကြားလိမ့်မလေးတကောင်ဖြစ်သွားတာပေါ့ကွယ်ကလေးတို့အားလုံးလည်းလူကြီးမိဘတွေရဲ့စကားကိုလိုက်နာရမယ်နော်ဒါမှကြားကလေးပူပူလို့မဖြစ်မှာပေါ့ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီအပေးခဲ့ကြတဲ့တယောက်ချင်းတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးဘေးကလူဒီခေါင်းလုံးလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်လို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ